အားလုံးပဲမင်္ဂလာပါ AI ကိုအသုံးပြုပြီးလုပ်ငန်းခွင်မှာဖြစ်ဖြစ်စာလေးလာရမှာဖြစ်ဖြစ်အချိန်ကုန်သက်သာခြင်းသူတွေအတွက် Google ကတကယ့်ကိုအလန်းစား update တစ်ခုထုတ်ပေးလိုက်ပါပြီအဲ့ဒါကတော့ Google ရဲ့နာမည်ကြီး AI tool ဖြစ်တဲ့ Notebook LM မှာအတိအကစိတ်ရှုပ်စရာပြဿနာကြီးတစ်ခုကိုအမြင့်ပြတ်ဖြေရှင်းပေးလိုက်တာပဲဖြစ်ပါတယ်အရင်က Notebook LM မှာ Google Doc တစ်ခုကို source အနေနဲ့ထည့်သုံးရင်အဲ့ဒီ doc ထဲမှာအချက်လက်အသစ်တွေထပ်ပြင်ရင် Notebook LM က line မသိပါဘူးမူရင်း file ဟောင်းကိုဖြတ်အသစ်ပြန်တင် re-upload လုပ်ရလို့တကယ်ကိုအချိန်ကုန်ပါတယ်ဒါပေမဲ့အခု update မှာတော့ auto sync စနစ်ပါဝင်လာပါပြီဆိုလိုတာကသင်က Google Drive ထဲက file တွေကိုပြင်လိုက်တာနဲ့ Notebook LM ကပါအလိုအလျောက်နောက်ဆုံးပေါ်အချက်လက်တွေအတိုင်းချက်ချင်းလိုက်ပြောင်းသွားမှာပါ file တွေခဏခဏပြန်တင်စရာလုံးဝမလိုတော့ပါဘူးဒါတည်းမကသေးပါဘူးဗျအခု Notebook LM ထဲမှာလူသိနေသေးတဲ့ကောင်းတဲ့တခြား feature တွေလည်းရှိပါသေးတယ်ပထမတစ်ခုက audio overviews ပါမိမိရဲ့ file တွေကိုစာဖတ်ရမှာပြင်းရင်တစ်ချက်နှစ်ယုံနဲ့ AI အစီအစဉ်တင်ဆက်သူနှစ်ယောက်အပြန်လှန်ဆွေးနွေးနေတဲ့ podcast အသံ file အဖြစ်ပြောင်းပေးနိုင်ပါတယ်မျက်စိအညောင်းခံပြီးဖတ်နေစရာမလိုတော့ပါဘူး AI နဲ့ပြောနေတာကိုအေးအေးဆေးဆေးနားထောင်နေုံပါပဲလမ်းလျှောက်ရင်ကားမောင်းရင်နားထောင်ပြီးအသိပညာတိုးစေပါတယ်ဒုတိယတစ်ခုက interactive mind maps အဲ့ဒါကသင်မှာရှိတဲ့ file တွေကအချက်လက်တွေကိုမြေပုံလိုဖုံးဖော်ပေးရုံတည်းမကပဲအဲ့ဒီမြေပုံပေါ်ကအကွက်တွေကိုနှိပ်ပြီး AI နဲ့တီးသန့် chatting လုပ်ပြီးဆွေးနွေးလို့ရပါတယ်တတိယတစ်ခုက Studio Panel သင်လေ့လာခြင်းတဲ့အကြောင်းအရာတွေသူများတွေကိုရှင်းပြခြင်းတဲ့အကြောင်းအရာတွေကိုစက္ကန့်ပိုင်းအတွင်း presentation slide တွေ infographics တွေနဲ့ညံစမ်းမေးခွန်း quizzes တွေကိုပါထုတ်လုပ်ပေးနိုင်ပါတယ်ဒီ auto sync စနစ်ကလုပ်ငန်းခွင်တွေမှာဘယ်လိုအသုံးဝင်လဲဆိုရင်သင်ကဖောက်တဲ့တွေရဲ့ပြဿနာတွေ support tickets တွေကို Google Doc တစ်ခုထဲမှာစုထားရဲဆိုပါစို့အစည်းအဝေးမစခင်2မိနစ်အလိုမှာ AI ကိုဒီအပတ်လူပြောအများဆုံးပြဿနာ9ခုနဲ့ဖြည့်ရှင်းနည်းကိုထုတ်ပေးပါလို့ခိုင်းလိုက်ရုံနဲ့အမြဲတမ်းနောက်ဆုံးပေါ် fresh ဖြစ်တဲ့အစည်းအဝေး agenda ကိုချက်ချင်းထွက်လာစေမှာပါမိနစ်40လောက်အချိန်ပေးပြီးဖတ်နေစရာမလိုတော့ပါဘူးဗျဒါကြောင့် Notebook LM ဟာအခုဆိုရင်လိုအပ်မှထုတ်သုံးရတဲ့ tool တစ်ခုမဟုတ်တော့ပဲသင်လုပ်ငန်းခွင်ရဲ့နောက်ွယ်မှာအမြဲတမ်းအလိုအလျောက်သင်ယူပြီးအလုပ်လုပ်ပေးမယ်စနစ်ကောင်းတစ်ခုဖြစ်လာပါပြီဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဘူးနော်နောက်ထပ် AI နည်းပညာအသစ်တွေကိုဆက်ပြီးဝေမျှပေးသွားပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်